လာပြီမေကွန်အောက်ပါစကစုကိုမှန်ကန်အောင်ဖြစ်စေတော့ကောလက်တပြမှန်းသိတယ်သိချာဆရာပေါ်ဟဲ့ချင်းရှိဟုတ်ပါချိန်မှတ်တာရက်ခိုင်းလိုက်ရတယ်ဆက်လိုက်ချိန်မှတ်တာရက်ပေးပါဒီဆိုရင်ကြောချမဆိုတာကိုငွေ350လုံးဒါမြန်မြန်ဒါလော်လကူပဲဖြည့်သွားဖြစ်ပါတယ်ဗျမြန်မြန်ဆက်ဆန်လော်လကူเนาะသို့ပေမဲ့လူကြီးမင်းတို့2ယောက်ထဲမှာဒီကခုနောက်ကျွန်တော်မေးလိုက်တယ်ဘာများသိလဲဆိုတော့တိုက်တဲ့ဆက်ဆံမဖြစ်နေဘူးလားဗျဟုတ်ပြီနော်ကံကောင်းတယ်လို့သတ်မှတ်ပါလားဟုတ်ပြီမေကွန်းနေပါကြိုသိကျွန်တော်ပြောပါအောင်ကျွန်တော်မသိလားဟုတ်ဆိုကျွန်တော်မေကွန်းအတန်ထွက်တွေမှာမှားမှာဆိုလို့လေ့လာခွင့်ရအောင်လေဓာတ်ထောက်မှရယ်ဓာတ်နဲ့ထိုးမှရယ်ပစ္စည်းလူမှရယ်မဖြစ်ဘူးဇဝေသွားများမဖြစ်ဘူးလားတခြားဟာနဲ့မဖြစ်ဘူးဟုတ်လားစကပုံဒီဖက်လိဖက်တာရှိရအဲ့လိုလားဖုန်းထဲမှာ software ထည့်ထားသူ့ရှိတောင်းအောင်မယ်နော်ကဲဘာဆက်ဖြစ်မလဲကြည့်အောင်ကိုပြန်ယူလေကိုပတ်စံကိုပြန်ယူကြောက်ကြပါဦးဟုတ်ပြီစကပုံဒိဗ္ဗေလေးသိရင်လည်းပြောပြပါဦးဗျကျွန်တော်တို့ဟိုဟာလေသူကကြတော့ယုံကြည်ပြီးတော့မှအနံလိုက်တဲ့ကိစ္စတစ်ခုမှာကိုယ်ယုံကြည်တာကိုလွဲသုံးစားလုပ်တဲ့ပုံစံမျိုးပေါ့အရန်ကိုအားကိုးရတယ်နော်ကဲဒီကအမျိုးသားရဲ့ကျွမ်းကျင်မှုတော့မဆန်းသက်ရသေးဘူးဗျနော်ဟုတ်ပြီကဲနေရာလေးယူပေးပါကဲပြည်သူများတို့ရဲ့အတိုင်းပဲအခုဆိုရင်တော့ဒါကတော့ဇနီးမောင်နှံ2ဦးပေါ့နော်လာရောက်ပြီးတော့ရှင်ပြိုင်တာဖြစ်ပါတယ်ပထမဦးဆုံးမေကွန်းကအရန်ကိုကံကောင်းတယ်လို့လည်းသတ်မှတ်ပါတယ်အခုလိုမျိုးပေါ့ကိုယ့်ဘဝမှာကြုံလာတဲ့အမှတ်တရလေးတွေလေ့လာမှုအားလေးနဲ့တိုက်ဆိုင်သွားရဆိုရင်လွယ်သွားတာပေါ့နော် category ကြည့်မယ်မြန်မာနိုင်ငံသို့မဟုတ်ကတ်တုန်းရုပ်ရှင်ကတ်တုန်းကကြတော့ကိုရင်းနေရတယ်ကိုရင်းနေတာမဟုတ်ပဲနဲ့ဆိုရင်မလွယ်ဘူးနော် Frozen တို့ဘာလို့သိရလေအရန်များသွားတယ်မသိဘူးမြန်မာနိုင်ငံကတော့ channel လာလိမ့်မယ်မြန်မာနိုင်ငံဒီ money draw ကိုနေ့တိုင်းကြည့်ပြတာလားကြည့်ရတော်တော်သိနေတယ်ဗျာကဲဘာရွေးလိုက်လဲဆိုမြန်မာနိုင်ငံမှာခင်ဗျာဒီ၄ခုကြည့်မယ်မြောက်ဖက်ဆုံးတောင်ဘက်ဆုံးအရှေ့ဘက်ဆုံးအနောက်ဘက်ဆုံးကဲမြန်မာနိုင်ငံနဲ့အရှေ့နောက်တောင်မြောက်တော့တွေ့ပြီဗျနော်ခေါင်းထဲမှာဘာတွေပေါ်လာလဲမသိဘူးရှင်းနောက်တောင်မြောက်တော့ပေါ်လာမြို့တွေမေးမလားဘာတွေမေးမလားမသိနော်ကဲထိစတဲ့နေမိတ်လားမသိမေးကုန်လာပြီအေယာဝတီတိုင်းဒေသကြီးရဲ့ဘယ်အပိုင်းမှာရခိုင်ရိုးမတောင်တွေများရှိကျွန်တော်မှပြောအေယာဝတီတိုင်းရဲ့တောင်ရိုးမရှိတောင်မြေပေါ်သွားမှာလေရခိုင်ရိုးမဒီလိုနဲ့ဒီလိုဒီဘက်နာနောက်ဖက်ဝင်ရတဲ့